အကြောင်းပြချက်မရှိဘဲထားခဲ့ခံရခြင်းနောက်ွယ်ကစိတ်ပညာလျှို့ဝှက်ချက်၃ချက်ဘာအမမမလုပ်ဘဲရှင်းပြချိန်တောင်မရဘဲထားခဲ့ခံလိုက်ရတာလားဒါကိုစိတ်ပညာအရာ ghosting လို့ခေါ်ပါတယ်ဒါကိုရဲ့အားနည်းချက်ကြောင့်မဟုတ်ဘဲတစ်ပတ်လူရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပါဘာကြောင့်အကြောင်းပြချက်မပေးဘဲထွက်ပြေးသွားရတာလဲအဓိကကတော့ဒီ၃ချက်ပါပဲနံပါတ်1ရင်ဆိုင်ဖို့ကြောင်းရွံ့တဲ့စိတ်ပညာမှာ avoid attachment ရှိသူတွေဟာဆက်ဆံရေးတစ်ခုလေးနဲ့လာတဲ့အခါဒါမှမဟုတ်ပြဿနာကိုရင်ဆိုင်ဖြေရှင်းရမယ့်အခါမျိုးမှာအရန်ချောက်ပြီးထွက်ပြေးတတ်ကြတယ်လို့ပြောထားပါတယ်။သူတို့ကရင်းချက်တဲ့ဆက်ဆံရေးထက်လွယ်ကူတဲ့လမ်းကြောင်းကိုပဲရွေးချယ်တတ်သူတွေပါ။နံပါတ်2ကိုတိမ်ငယ်တဲ့စိတ်နောက်ပြီးကိုယ့်ရဲ့အောင်မြင်မှုတွေကတစ်ပတ်လူရဲ့အားနည်းတဲ့မာနကိုသွားထိခိုက်စေတတ်ပါတယ်။အထူးသဖြင့်ကောင်မလေးကအချိန်နေသားနေပြီးကောင်လေးကနှိမ့်ချနေတဲ့အခါမျိုးမှာပါအဲ့ဒီအချိန်မှာကိုအနားနေရင်သူဟာအလိုလိုတိမ်ငယ်လာတဲ့အတွက်သူ့ရဲ့စိတ်တန်ရာတွေကိုဖုံးကွယ်ဖို့အကြောင်းပြချက်မပေးဘဲရုတ်တရက်ကြောက်ခိုင်းသွားတာပါနံပါတ်3ထိချုံလို့မရတဲ့အခါစွန့်လွတ်ခြင်းအထကြီးတဲ့ဇယိုက်ရှိသူတွေဟာတစ်ပတ်လူကိုလွှမ်းမိုးလို့မရတော့တဲ့အခါဒါမှမဟုတ်ကိုယ့်ရဲ့ခိုင်မာတဲ့စီးတွေကြောင့်သူတို့ထင်တယ်လို့အသုံးချလို့မရတော့တဲ့အခါချက်ချင်းအဆက်အသွယ်ဖြတ်ပြီးထွက်သွားတတ်ပါတယ်